American နိုင်ငံဟာအီရန်နိုင်ငံရဲ့ Hormuz ရေလက်ကြားကိုအင်အားအလုံးအရင်နဲ့ပိတ်ဆို့လိုက်မယ်ဆိုရင်အီရန်ကောတရုတ်နိုင်ငံကောဘယ်လိုအခက်အခဲတွေဖြစ်သွားမလဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ပထမတစ်ချက်ကအီရန်နိုင်ငံအနေနဲ့ကြိုတင်တွက်ဆထားတဲ့အချက်ရှိပါတယ်အကယ်၍များအမေရိကန်နိုင်ငံကအင်အားအလုံးအရင်နဲ့အီရန်ကရေပိုင်တဲ့ထဲက Hormuz နေရာကိုပိတ်ဆို့လိုက်မယ်ဆိုရင်တော်တော်လေးကိုအီရန်အနေနဲ့ရေနံတွေတည်ယူဖို့အတွက်တော်တော်အခက်တွေ့သွားပါတယ်တစ်ဖက်နဲ့တဲမာမှုတွေနဲ့ရေနံတွေကအီရန်သဘောနဲ့ထုတ်လို့ရမှာမဟုတ်တော့ပါဘူးသို့တော်လည်းပဲအီရန်ကဒီအချက်ကိုစစ်ပွဲမတိုင်ခင်ကတည်းကတေးသေးချာချာပြင်ဆင်ထားပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် Flooring Stochastic လို့ခေါ်တဲ့နီးစနစ်နဲ့ပင်လယ်ပြင်ပေါ်မှာရေနံတွေကိုသိမ်းဆည်းတာဖြစ်ပါတယ်အဲ့တော့ပင်လယ်ပြင်မှာရေနံတွေကိုသိမ်းဆည်းတယ်ဆိုတော့ဘာကြောင့်စိတ်ကမ်းတွေမှာအီရန်ကရေနံတွေကိုမသိမ်းဆည်းတာလဲရေနံတွေကိုအီရန်ကစိတ်ကမ်းတွေမှာသိမ်းဆည်းမယ်ဆိုရင်အခုလိုပိတ်ဆို့ခံရတဲ့အချိန်မှာအမေရိကန်နဲ့ဒီလိုမျိုးပိတ်ဆို့ခံရတဲ့အချိန်မှာအီရန်ကရေနံတွေကိုထုတ်ယူလို့ရောင်းချလို့မရတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အီရန်နိုင်ငံကဒီစစ်ပွဲမစတင်ခင်ကတည်းက184ဘာရယ်ကိုအီရန်နိုင်ငံရဲ့အပြင်ဘက်ကိုထုတ်ပြီးတော့ပင်လယ်ပြင်မှာ Flooring Stochastic ဆိုတဲ့ပုံစံနဲ့တုံလောင်သိမ်းဆည်းထားတာဖြစ်ပါတယ်184ဘာရယ်ဆိုတာကဘယ်လောက်လဲကျွန်တော်တို့တဘာရယ်ကိုကျွန်တော်တို့တွက်ကြည့်မယ်တဘာရယ်ကိုကျွန်တော်တို့တွက်ကြည့်မယ်ဆိုရင်ရေတန့်ဘူးနဲ့106ဘူးပါတဲ့အရာကတဘာရယ်လို့ခေါ်တယ်အဲ့တော့ရေတန့်ဘူးနဲ့106ဘူးတဘာရယ်ဆိုတော့အဲ့ဒီလိုဘာရယ်ပေါင်း184တန်းရေနံနိုင်ငံတစ်ခုလောက်ကောင်းအသုံးပြုလို့ရတဲ့နှစ်နဲ့ချီကြာရှည်အောင်အသုံးပြုလို့ရတဲ့ဒီရေနံတွေကိုအီရန်နိုင်ငံကသူ့ရဲ့နိုင်ငံရဲ့အပြင်ဘက်ကိုထုတ်ပြီးတော့ပင်လယ်ပြင်မှာ Flooring Stochastic အဖြစ်နဲ့တွားရောက်ပြီးတော့သိမ်းဆည်းထားတာဖြစ်ပါတယ်ဒါကအီရန်ကကျူးတယ်ပြင်ဆင်ထားတာဖြစ်တယ်ဒါဆိုလို့ရှိရင်ဘယ်လိုပုံစံနဲ့တည်သွားတာလဲဘာကြောင့်လဲဆိုတော့အမေရိကန်နဲ့အနောက်အုပ်စုတွေရဲ့အီရန်ပေါ်မှာစောင့်ကြည့်တဲ့စီးပွားရေးပိတ်ဆို့မှုကိုစောင့်ကြည့်လေ့လာတဲ့စစ်ဆေးတဲ့ရေနံသင်္ဘောတွေဟာကင်းလှည့်နေတာတွေရှိပါတယ်အဲ့ဒီဂျားတဲ့ကနေပြီးတော့ AIS စနစ်ကိုပိတ်ပြီးတော့အချက်ပြစနစ်တွေကိုပိတ်ပြီးတော့အီရန်ကတိတ်တဆိတ်တည်သွားတာတခါတလေမှာနာမည်ပြောင်းတာတခါတလေမှာသင်္ဘောတွေရဲ့အလံတွေကိုပြောင်းပြီးတော့အီရန်ကဒီရေနံတွေကိုအဲ့ဒီလိုမျိုးတည်ဆောင်သွားတာဖြစ်ပါတယ်အဲ့လိုတည်ဆောင်သွားပြီးတော့ပင်လယ်ပြင်ကိုရောက်တဲ့အချိန်မှာ Flooring Stochastic နေရာကိုရောက်တဲ့အချိန်မှာအီရန်ကဘာလုပ်လဲဆိုတော့သူ့ရဲ့ရေနံတွေကို ship to ship စနစ်နဲ့သင်္ဘောတွေကနေတဆင့်ပြန်တည်ပါတယ် ship to ship ဆိုတာကသင်္ဘောအသေးလေးတွေနဲ့အဲ့ဒီရေနံတွေသင်္ဘောအကြီးပေါ်ကနေကုန်သွားတဲ့အထိကိုပြန်လဲပြီးတော့တည်ဆောင်ပါတယ်တည်ဆောင်ပြီးတော့ဘယ်ကိုသွားတာလဲဆိုရင်ကိုရောက်တဲ့အချိန်မှာမလေးရှားနိုင်ငံရဲ့ဂျိုဟိုးကိုရောက်တဲ့အချိန်မှာအဲ့ဒီမှာသူကစိတ်ကန်းကိုမဝင်မဲနဲ့ဂျိုဟိုးမှာရှိနေတဲ့ပင်လယ်ပြင်မှာပဲသူတို့ရဲ့သင်္ဘောတွေကိုရက်တန့်ထားပြီးတော့တောင်တရုတ်ပင်လယ်ကနေတဆင့်တရုတ်နိုင်ငံတွေကိုပြန်လည်တည်ဆောင်ထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီစစ်ပွဲကာလမှာရေနံအခက်ခဲတရုတ်ကလုံးဝမရှိဘဲနဲ့အီရန်စီကနေပြီးတော့ရေနံရရှိခဲ့တာဖြစ်တယ်အီရန်ကလည်းတရုတ်ကိုရေနံ156တန်းဘာရဲ့ကြိုတင်ရောင်းထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့အမေရိကန်ဒေါ်လာ 15.6 ဘီလီယံကြိုတင်ပြီးတော့အိတ်ကတ်ထဲထည့်ထားလိုက်ပြီဖြစ်ပါတယ်အဲ့ဒီအမေရိကန်ဒေါ်လာ156အမေရိကန်ဒေါ်လာ 15.6 ဘီလီယံကိုတရုတ်နိုင်ငံကနေပြီးတော့အရေးကြီးတဲ့စစ်ရေးလက်နက်တွေကိုဝယ်ယူခဲ့တယ်ဆိုပြီးတော့လည်းသိရပါတယ်ဆိုတော့ပြောချင်တာကဒီစနစ်ကဘယ်တော့ကနေပြီးတော့ကျင့်သုံးခဲ့တာလဲဆိုရင်ဒီစနစ်ကအခုမှမဟုတ်ပါဘူးဒီ Flooring Stick
ဒီ Flooring Stories က2012ခုနှစ်ခရဲကဒါကအီရန်ကကျင်းသုံးခဲ့တာဖြစ်တယ်2012ခုနှစ်ကအမေရိကန်နဲ့အနောက်နိုင်ငံတွေအီရန်ပေါ်မှာစီးပွားရေးပိတ်ဆို့မှုတွေတင်းကျပ်ခဲ့တယ်အဲ့ဒီအပေါ်မှာဒီစနစ်ကိုအီရန်ကဟာလာတရုတ်နိုင်ငံကိုရည်နှံရရှိဖို့အတွက်ကိုဒီစနစ်ကိုကျင့်သုံးခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့အမေရိကန်ဆိုတဲ့နိုင်ငံကအီရန်ပေါ်မှာအချိန်မရွေးတိုက်ခတ်လာနိုင်တာမို့လို့ပါ။ဒါကြောင့်မို့လို့အခုလိုစစ်ပွဲကာလမှာရက်တည်ရှိသွားမယ်နှစ်တည်ရှိလာမယ်ဆိုရင်လည်းအီရန်ကအကျိုးအမြတ်ကကြိုတင်ရရှိထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်မို့တော်ရုံတန်ရုံရည်နှံကိစ္စကစိတ်ပူစရာအကြောင်းမရှိတော့ပါဘူး။ဆိုတော့ဒီနေရာမှာပြောချင်တာက2012ကနေပြီးတော့2015-2016မှာသမ္မတအိုဘားမားရဲ့လက်ထက်ဖြစ်တယ်။သမ္မတအိုဘားမားရဲ့လက်ထက်မှာ JCPOA ဆိုပြီးတော့နျူကလ িয়ার သဘောတူညီချက်စာချုပ်ကိုပြုလုပ်ခဲ့တယ်။အဲ့ဒီမှာအီရန်ကလက်မှတ်ရေးထိုးခဲ့တယ်။နျူကလ িয়ার သဘောတူညီချက်စာချုပ်ကိုလက်မှတ်ရေးထိုးလိုက်တဲ့အတွက်သမ္မတအိုဘားမားရဲ့ခေတ်မှာအီရန်ပေါ်မှာစီးပွားရေးပိတ်ဆို့မှုတွေအနေငယ်ရှော့ပေါ်ပေးခဲ့ပါတယ်။အဲ့ဒီလိုရှော့ပေါ်ပြီးခဲ့တဲ့အတွက်ကြောင့်မို့လို့အီရန်ဟာရေနံရောင်းဝယ်ရေးမှာလွယ်ကူခဲ့ပါတယ်။အဲ့နောက်ပိုင်းက Flooring Stories ကိုတိတ်မလုပ်ခဲ့ပါဘူး။အဲ့တော့ဘယ်အချိန်မှပြန်လုပ်လဲဆိုတော့2018ခုနှစ်မှာသမ္မတ Trump တက်လာခဲ့ပါတယ်။သမ္မတ Trump တက်လာခဲ့ပြီးတော့2018ခုနှစ်ကိုရောက်တော့တခါ JCPOA စာချုပ်ကိုသမ္မတ Trump ကဖျက်သိမ်းလိုက်ပါတယ်။အဲ့လိုဖြတ်သိမ်းလိုက်ပြီးတဲ့နောက်မှာအီရန်ကိုစီးပွားရေးပိတ်ဆို့မှုတွေပြန်လုပ်ခဲ့ပါတယ်။အဲ့ဒီ2018ကနေစပြီးတော့အီရန်ဟာပင်လယ်ပြင်ပေါ်မှာရေနံတွေတူလောင်တဲ့စနစ် Flooring Stories ကိုပြန်လည်ပြီးတော့ကျင့်သုံးခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစပြီးတော့ဘယ်အချိန်မှာပြင်းပြင်းထန်ထန် Flooring Stories ကိုသုံးခဲ့လဲဆိုလို့ရှိရင်ဟာလာ2024နဲ့2025ဟာဒါအီရန်နိုင်ငံတွေနဲ့အီရန်နိုင်ငံတွေကရေနံစိမ်းတွေကိုအတင်းအကျပ်လုံးဝအပြင်ကိုထုတ်ပြီးတော့မှပင်လယ်ပြင်ကနေတူလောင်ပြီးတော့မှအဲ့ဒီမလေးရှားနိုင်ငံဂျိုဟိုးကနေတောင်တရုတ်ပင်လယ်ကနေပြီးတော့တဆင့်ဟာလာတရုတ်နိုင်ငံကိုတည်ဆောင်တဲ့နီးစနစ်ကိုကျင့်သုံးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီနေရာမှာကျွန်တော်တို့တခုသိထားဖို့ကနော်ကျွန်တော်တို့စိတ်ပူစရာမလိုပါဘူး။အမေရိကန်တွေကဟာလာ Hormuz ကိုထပ်ပြီးတော့ပိတ်ဆို့လိုက်မယ်ဆိုရင်နော်အီရန်နဲ့အကြက်ရိုက်မယ်ဆိုတဲ့စကားဟာမှားယွင်းတဲ့စကားတစ်ခုဖြစ်တယ်။အီရန်ဟာအမေရိကန်ထက်ခြေလှမ်းတွေတာတဲ့အတွက်ဒီကနေ့လုံးဝစစ်ပွဲမတိုင်ခင်တရုတ်နိုင်ငံစီကနေအကျိုးအမြတ်ပေါင်း15.6ဘီလီယံကိုသူ့အနေနဲ့အကျိုးအမြတ်ရရှိပြီးဖြစ်တယ်။ဒါကြောင့်မို့လို့အီရန်ကတိတ်ကိုစိုးရိမ်စရာအကြောင်းလည်းမရှိဘူး။အီရန်ကဒီပွဲမှာသူကအမေရိကန်ထက်ဂျူနီယာနဲ့လူတယောက်ဖြစ်တယ်။ဒါကြောင့်မို့လို့စစ်ပွဲအခြေအနေကိုကျွန်တော်တို့တေချာကြည့်ပြီးမှလေ့လာပြီးမှကျွန်တော်တို့မြန်မာနိုင်ငံမီဒီယာများအနေနဲ့ကျွန်တော်တို့ဗဇက်ကနေပြီးတော့ထုတ်ပြောတင်တယ်။တကယ်တော့အမေရိကန်ဟာအရန်ကိုနောက်ကျပါတယ်။တကယ်တော့ဒီ Hormuz ကိုလည်းခုနပြောသလိုမျိုးအမေရိကန်ကအီရန်ကိုတကယ်ပဲပိတ်ဆို့မှာလား။တကယ်ပိတ်ဆို့ပြီးတော့တကယ်အရေးယူနိုင်တယ်ဆိုလို့ရှိရင်အီရန်ဘက်ကနော်3နှစ်သားကလေးလေးမဟုတ်ဘူးဆိုတော့ကိုတော့တတိပေးခြင်းနဲ့အီရန်နိုင်ငံကဒုံးကြီးအကောင်းစားတွေနဲ့ပြန်ပစ်လိုက်မယ်အဲ့ဒါကြောင့်မလို့တိတ်လဲစိတ်ပူမနေကြပါနဲ့ Hormuz စီလက်ဂျာဟာယနေ့အချိန်ထိအခုကျွန်တော်စကားပြောတဲ့အချိန်ထိအီရန်နိုင်ငံရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်လူချင်းမင်းတို့ကိုထပ်ပြီးတော့လာရောက်ပြီးပြောပြတာဖြစ်ပါတယ်နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်တယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် share လုပ်ပေးဖို့တောင်းဆိုတယ်နောက်ဗီဒီယိုမှာပြန်ဆုံမယ်